สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါရှင် WTK Language Education လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ထိနိုင်ဗမာလဲဒီစကားလုံးလေးကိုအသုံးပြုပြီးတော့စာကြောင်းလေးတွေကိုလေ့ကျင့်ကြပါမယ်ရှင်ပထမဆုံးအနေနဲ့တက္ကသိုလ်ကဗမာလဲဗမာရှိလဲဒီလိုမျိုးမေးချင်လို့ရှိရင်မဟာဝိทยาลัยอยู่ที่ไหนมหาวิทยาลัยอยู่ที่ไหนစာသင်ကျောင်းကဗမာရှိပါတယ်လေကျောင်းကဗမာပါလေဒီလိုမျိုးလေးမေးချင်လို့ရှိရင်โรงเรียนอยู่ที่ไหนโรงเรียนอยู่ที่ไหนဆေးရုံကဗမာရှိပါတယ်လေမေးချင်လို့ရှိရင်โรงพยาบาลอยู่ที่ไหนโรงพยาบาลอยู่ที่ไหนလေဆိပ်ကဗမာရှိပါတယ်လေမေးချင်လို့ရှိရင်สนามบินอยู่ที่ไหนสนามบินอยู่ที่ไหนဘတ်စကားမတိုင်ကဗမာပါလဲမေးချင်လို့ရှိရင်ပိုင်ရုပ်မေอยู่ที่ไหนပိုင်ရုပ်မေอยู่ที่ไหนยถาบูดาကဗမာပါလဲဆိုရင်สถานีรถไฟอยู่ที่ไหนสถานีรถไฟอยู่ที่ไหนဈေးကဗမာပါလဲဆိုရင်တလပ်อยู่ที่ไหนตลับอยู่ที่ไหน7-Eleven ကဗမာပါလဲဆိုလို့ရှိရင်เซเว่นอยู่ที่ไหนเซเว่นอยู่ที่ไหน